ရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Novasol ဇီဝကမဖြစ်စဉ်များကြီးထွားမှုနှင့်မျိုးပွားစွမ်းရည်ကိုနှိုးဆွရန်အတွက်ပါဝင်ပစ္စည်းများဘူတိုင်လမိုင်နိုမီတီလီတီလာဖော့ဖင်းနှင့်အက်ဆစ်ဗီတာမင်မဆက်နှင့်အသုံးပြုရန်အညွှန်းများသားမွေးပြီးသွေးကြောက်ကြခြင်း Parturient Paralysis အားရင်ကုန်ခန်းခြင်းအာစတိညာကိုယ်ခန္ဓာအတွင်း phosphorus ပမာဏမညီမျှမှုကြောင့်ဖြစ်သောမျိုးမောက်အောင်ခြင်းနှင့်မျိုးပွားအင်္ဂါစနစ်ပြဿနာများအားကုသရန်ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုမြင့်တင်ပေးရန်နှင့်သားမွေးခြင်းမတိုင်မီသို့မဟုတ်ပြီးနောက်ဖြစ်ပွားတတ်သောရောဂါများမှပြန်လည်နာလန်ထစေရန်ဝမနိုစားနွားစိတ်များနှင့်သိုးများတွင်ဇီဝကမဖြစ်စဉ်များကိုနှိုးဆွရန်နှင့်နို့တဲ့အိပ်ရောင်ရမ်းခြင်း mastitis ကိုကာကွယ်ရန်ကြက်ဥမျိုးစိတ် layers ဘဲများနှင့်ကြက်များတွင်ဥထုတ်လုပ်မှုကိုမြင့်တင်ရန်အသုံးပြုနိုင်သည်ဆေးပမာဏနှင့်ဆေးထိုးနည်းသွေးကြောထဲသွင်းခြင်းကြွက်သားထဲအတွင်းသို့မဟုတ်အရေပြားအောက်ထိုးသွင်းရန်ဆေးကြက်များအတွက်တောက်သုံးရည်တွင်ရောစက်တိုက်ကျွေးနိုင်သည်အားရင်ကုန်ခန်းခြင်းမျိုးမအောင်ခြင်းအားကုသရန်နှင့်ခုခံအားမြင့်တင်ရန်2ရက်မှ3ရက်တစ်ကြိမ်နာလန်ထူသည့်အထိထိုးပေးပါဝက်ပေါက်ခွေးကြောင့်တစ်ကောင်လျင်ဆေး2မီလီလီတာမှ3မီလီလီတာအထိသုံးပါဝက်နွားကြီးစိတ်သိုးတစ်ကောင်လျင်ဆေး5မီလီလီတာမှ10မီလီလီတာအထိသုံးပါနွားကြီးမျိုးဝက်မများတစ်ကောင်15မီလီလီတာမှ20မီလီလီတာအထိသုံးပါနို့ထွက်နှုန်းမြင့်တင်ရန်နှင့်နို့တဲ့အိပ်ရောင်ခြင်းကိုကာကွယ်ရန် Novacoxam B 12နှင့်တွဲဖက်အသုံးပြုနိုင်သည်ဝက်မတစ်ကောင်လျင်ဆေး10မီလီလီတာမှ20မီလီလီတာအထိသုံးပါသားမွေးခံသည်နောက်ဆုံး2ပတ်အတွင်းတစ်ကြိမ်ထိုးပြီးသားမွေးပြီးတစ်ပတ်အကြာတွင်နောက်တစ်ကြိမ်ပြန်ထိုးပါနို့စားနွားမတစ်ကောင်လျင်ဆေး20မီလီလီတာအထိသုံးပါ2ပတ်သို့မဟုတ်3ပတ်လျင်တစ်ကြိမ်ထိုးပါစိတ်သိုးတစ်ကောင်လျင်ဆေး5မီလီလီတာမှ9မီလီလီတာအထိ2ပတ်လျင်တစ်ကြိမ်ထိုးပါဝက်များတွင်တန်နေအောင်ချိန်၌အကူအညီဆေးအဖြစ်10မီလီလီတာမှ15မီလီလီတာအထိတစ်ပတ်ကြာတစ်ကြိမ်ထိုးပါဝက်ငယ်များတွင်အမြီးကိုက်သည့်ပြဿနာကာကွယ်ရန်ဆေး3.5မီလီလီတာလျင်ကို4ချိန်1ကီလိုဂရမ်အထိ2ရက်ဆက်တိုက်ထိုးပြီးရှစ်ရက်အကြာတွင်နောက်တစ်ကြိမ်ပြန်ထိုးပါကြက်ဥမျိုးစိတ် layers ဘဲများတွင်မျိုးပွားနှုန်းမြင့်တင်ရန်အတွက်တစ်ကောင်လျင်ဆေး3.5မီလီလီတာမှ1မီလီလီတာအထိအသုံးပြုပါNovasolကိုတောက်ရည်တွင်ရောဆက်၍2ပတ်မှ3ပတ်လျင်တစ်ကြိမ်တိုက်ကျွေးပါကြက်ဘဲတွင်အမွှေးထုတ်သည့်ပြဿနာနှင့်အမွှေးလဲကာလကိုကုသရန်တစ်ကောင်လျင်ဆေး3.5မီလီလီတာမှ2.5မီလီလီတာအထိသုံးပါNovasolကိုတောက်ရည်တွင်ရောဆက်၍3ရက်ဆက်တိုက်တိုက်ကျွေးပါတိန်းစင်းနှင့်6တွေ့သောနေရာတွင်တိန်းစီပါအပူချိန်30ဒီဂရီစင်တီဂရိတ်ထက်မကျော်စေရမွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ